မိတ်ဆွေကကိုပိုင်စီးပွားရေးတစ်ခုလုပ်ဖို့အတွက်စဉ်းစားနေတယ်လူလားဒီကိုပိုင်စီးပွားရေးမစခင်မှာဒီအချက်၄ချက်ကိုတေချာစဉ်းစားကြည့်ပါမင်္ဂလာပါတက္ကရာမကြိုဆိုပါတယ်ကျွန်တော်ကတော့တက္ကရာမကိုတိုင်းဖြစ်ပါတယ်တော်တော်များများမှာကိုပိုင်စီးပွားရေးလုပ်ချင်တဲ့အိမ်မက်တွေရှိကြတယ်ဒါကကိုပိုင်တစ်ထေးဖြစ်ချင်တယ်ဒါမှမဟုတ်ကိုပိုင်လုပ်ငန်းတစ်ခုပိုင်ဆိုင်ချင်တယ်ဆိုပြီးစဉ်းစားကြတယ်ဒါပေမဲ့စီးပွားရေးလောကထဲကိုဘာမှညာမှမသိပဲဝင်တိုးလိုက်တဲ့အခါတစ်နှစ်ဒါမှမဟုတ်နှစ်နှစ်အတွင်းမှာတည်းအရှုံးတွေပေါ်ပြီးထွက်သွားရတဲ့လူတွေအများကြီးရှိတယ်။ကိုယ်ပိုင်စီးပွားရေးစတင်တော့မယ်ဆိုရင်ကံကောင်းခြင်းတဲ့မဟာဗျူဟာကြကြတွက်ချက်မှုတနည်းအားဖြင့် strategic thinking ကပုံပြီးအရေးကြီးပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ကိုယ်ပိုင်စီးပွားရေးတစ်ခုမစတင်ခင်မှာမဖြစ်မနေစဉ်းစားသင့်တဲ့တနည်းအားဖြင့် sensitive သင့်တဲ့အဓိကအချက်၄ချက်ကိုပွင့်နေနေဆွေးနွေးပြတော့မှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အရေးကြီးဆုံးစဉ်းစားရမယ့်အချက်ကတော့ငါရောင်းချင်တဲ့ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုကိုတကယ်ဝယ်မဲ့လူတွေရှိရလားဆိုတာပါကိုကြိုက်တာတစ်ခုခုကိုလောက်ရုံနဲ့မပြီးဘူးစီးပွားရေးဆိုတာလူတွေရဲ့ပြဿနာတစ်ခုခုကိုဖြေရှင်းပေးတယ်ဒါမှမဟုတ်လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေးတဲ့လုပ်ငန်းတစ်ခုပါဒုတိယချက်ကတော့ပတ်စံကိစ္စပါစီးပွားရေးစတင်လိုက်တာနဲ့ပထမ6လဒါမှမဟုတ်တစ်နှစ်အတွင်းမှာအညက်ချက်ချင်းထွက်လာဖို့ဆိုတာအရင်ခက်ခဲတယ်တချို့လတွေမှာဆိုရင်အရှုံးတော်ပေါ်နေနိုင်တယ်စီးပွားရေးမထမြောက်နေတဲ့ကာလပထမ6လနဲ့တစ်နှစ်အတွင်းမှာကိုယ်မှာရက်တီဖို့ငွေကြေးအရင်သိရှိရလားအမျက်မထက်သေးခင်အသုံးစရိတ်တွေကိုဘယ်လိုဖြည့်ရှင်းကင်တွယ်ရမလဲဆိုတာတွက်ချက်ထားဖို့အတွက်လိုအပ်တယ်။ဝင်ငွေမရှိသေးပဲအမျက်စောစောလို့ရှိရင်စီးပွားရေးကအစောကြီးပြတ်သွားတတ်ပါတယ်။တတိယချက်ကတော့ကို့မှာဒီလုပ်ငန်းကိုပြီးပြည့်စုံအောင်လုပ်နိုင်မဲ့စွမ်းရည်ရှိရလားဆိုတာပါပဲ။အကြံဉာဏ်ကောင်းတစ်ခုရှိအောင်လည်းစီးပွားရေးမအောင်မြင်ပါဘူး။အဓိကလက်တွေ့အကောင့်တွေဖော်နိုင်စွမ်းရှိဖို့လိုအပ်ပါတယ်။ထုတ်ကုန်အရေးတွေကိုထိန်းသိမ်းနိုင်မလား။ဈေးကွက်ရှာဖွေရေးတတိယချက် marketing နဲ့အယောင်ဈေးကိုဘယ်လိုကင်တွယ်ရမလဲ။ကိုယ်တိုင်မကျွမ်းကျင်ရင်တော့ဒီအပိုင်းကိုလုပ်ပေးနိုင်မယ်ပြီးတော့ယုံကြည်စိတ်ချလို့ရတဲ့မဟာမိတ်ဒါမှမဟုတ် team အတင်းအဖက်ရှိရလားဆိုတာစဉ်းစားသင့်ပါတယ်။နောက်ထပ်အချက်ကတော့အဆိုးဆုံးအခြေအနေကိုလုံးဝတွက်ချက်သားခြင်းဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းဆိုတာအမြဲတမ်းအောင်မြင်နေမှာမဟုတ်ဘူး။တစ်ခါတလေမျောလင့်ထားသလိုတင်မလာတာမျိုးတွေရှိတတ်တယ်။ဒီစီးပွားရေးတာမအောင်မြင်ဘူးကြောက်ရှုံသွားရင်ငါပွားတစ်ခုလုံးပြိုလဲသွားပြီလား။ဒါမှမဟုတ်ထပ်ကြိုးစားလို့ရသေးတဲ့အနေအထားပါရှိလား။အရေးပေါ်အခြေအနေကြုံရင်နောက်ဆုံးရမယ့်လမ်းတနည်းအားဖြင့် exit strategy ကိုကြိုတင်စဉ်းစားဖို့အတွက်လိုအပ်ပါတယ်။အချို့အနေနဲ့ပြောမယ်ဆိုရင်ကိုပိုင်စီးပွားရေးစတင်နေဆိုတာစိတ်လို့ရှားစရာကောင်းသလိုစွန့်စားမှုကြီးပါတယ်ဒါပေမဲ့အပေါ်ရစိတ်ကူးမဟုတ်ပဲနဲ့ဈေးကွက်လိုအပ်ချက်တွေငွေကြေးခန္ဓာရည်နဲ့ကိုယ့်ရဲ့စွမ်းဆောင်ရည်ကိုတည်တည်ချာချာချိန်ဆပြီးစတင်တင်ပါတယ်ဒီဗီဒီယိုလေးကကိုပိုင်စီးပွားရေးလုပ်ဖို့စဉ်းစားနေတဲ့လူတွေအတွက်အမြင်တစ်ခုဒါမှမဟုတ်အတွေးခေါ်တစ်ခုပေးစွမ်းနိုင်မယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေအနေနဲ့ရောအခုကိုပိုင်စီးပွားရေးစလုပ်ဖို့အတွက်အိမ်ညာမှာအခက်အခဲရှိနေလဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့လည်းတောင်းဆိုပါရစေနောက်ဗီဒီယိုမှာပြန်ပြီးတွေ့ဆုံကြပါမယ်